Angela ငါနေ့ကိုစိတ်ဝင်စားလို့ဟာငါအဖြစ်ပြန်ပေးပါလားကွာနော်ရှင်ကျမကိုစိတ်ဝင်စားတယ်ဟုတ်လို့လားရှင်ကျမပြောတာလုပ်ပေးနိုင်လို့လားမင်းတို့ဆိုရင်ကွာကိုကောင်းနေတာကျေဝဲခူရဘာပဲလုပ်ပြီးအကုန်လုပ်ပြီးနိုင်ပါတယ်ကောင်းပြီလေဒါဆိုရင်ရှင်ကျမကိုအဲ့ဒီနဲ့ဝီကောင်းငါးခါပြိုက်ပြီးတော့ပြန်ကန်ပြအဲ့ဆိုရင်ရှင်ကျမအဖေပြန်ပေးမယ်လေတကယ်လားအဲ့ဆိုမင်းတို့ကိုစူးစမ်းပေးရတာပေါ့ကောင်းပြီလေကိုအချိန်တစ်ပတ်တော့ပြီအဲ့အောင်စီလောင်းငါမင်းရောအကြံဉာဏ်လေးတစ်ခုတောင်းမလို့ကွာဒီလားအေးရောပြောလေဘာဖြစ်လို့လဲဒီလိုကွာအန်ဂျလာငါရီးစားစကားတက်ပြောတာကွာ तू ကငေါ့ပြောရဲကွာ5 week ကိုရမှာ तू အဖြစ်ပြန်ပေးမယ်တဲ့ဟာမင်းကွာဒါမှမဖြစ်နိုင်တော့ဟာရောကွာဘာမင်းကြောင့်တော့မှ triple recover ရတာကွာအဲ့ဒါမင်းဘယ်လိုဆက်လုပ်မှလဲပြောအေးကွာငါစူးစမ်းခဲ့မယ်ပဲငါပြောခဲ့လိုက်ရကွာโอเคကွာโอเคငါတော့မင်းကိုကူညီပေးနိုင်ပါတယ်ကွာဒါမဲ့မင်းငါ့ကိုလေ့ကျင့်ကြရင်တော့တုံးမော်ကွာဟုတ်ပြီလားအေးကျေးဇူးပါပဲတကယ်ချင်းရာဖဲအောင်စီလောင်းငါတို့လေ့ကျင့်အောင်ကွာမင်းရတယ်ကွာဒီလိုပုံကြီးတော့ကွာအင်ကြီးလေးပါလေတွားလေးလိုက်ပါဦးကွာဟာကွာစီလောင်းရမင်းရလဲငါမှကျန်တဲ့အင်ကြီးမှမရှိတာကွာဘယ်တော့မသိဘူးလားကွာမွန်းတော့ငါတို့ဧပြီလ20ရက်နေ့ထိစကင်းနေ free ပေးတော့တာလေကွာဒီကွာဟုတ်ပါပြီကျေးဇူးပါပဲကွာငါကောင်ရငါတွားလဲလိုက်အောင်ပါကွာဘိုင်ဖဲအောင်ဘယ်လိုလဲငါအဆင်ပြေသွားပြီလားစီလောင်းမိုက်တယ်ကွာတကယ်မိုက်တယ်မင်းအင်ကြီးကသူစလိုက်ရအောင်ကွာဟုတ်ပြီလားကဲဟုတ်ပြီအရင်ဆုံး1 week ကိုအရင်လုပ်ကြည့်ကွာဒီကတကယ်ရီကောကွာစမ်းကြည့်ပြီးတော့ triple record စမ်းကြည့်ကွာစီလောင်းရ triple record ကငါရမှာမဟုတ်ဘူးကွာငါလည်းမလေးကျင်တာကြာပြီဆိုတော့ကွာအဲ့ဒါငါ့အကြံလေးပေးပါအောင်ငါဘယ်လိုလုပ်ရမလဲဒါဆိုရင်ကွာမနေ့ကညရင်မင်းဂျော်ဆန်နဲ့ကွာအဲလေးစီမင်းတွားလိုက်အဲ့ခါကျရင်မင်းအကြောင်းစုံမေးလို့ရတာဗောကွာโอเคကွာโอเคမင်းအကြံပေးလို့ကျေးဇူးတင်ပါတယ်ကွာနောက်နေ့မှငါတွားကြည့်လိုက်မယ်ကျေးဇူးတော်တငယ်ချင်းဟဲ့အောင်ဂျော်ဆန်ရရှာလိုက်ရတာအမောကွာမင်းကဒီမှာလာရှိနေတာဗောကွာဟောချောင်းပါလားမင်းဘာကိစ္စလဲပြောလေအေးဒီလိုကွာအန်ဂျလာကွာငါ့ကို5 week ကိုရမှာအဖြေပြန်ပေးမယ်ဆိုလို့ကွာအဲ့ဒါမင်းငါ့ကိုကူညီစမ်းမအောင်ကွာဟာရအဲ့လိုကိစ္စတော့ငါကူညီရမှာမဟုတ်ဘူးကွာဒါမဲ့ကွာအပေါ်လေးမှာရှိတဲ့အဲလေးစီတွားမေးကြည့်လိုက်ကွာသူမင်းကိုကူညီနိုင်မှာပါကွာကျေးဇူးပဲငါကောင်ရဒါဆိုငါတွားမေးလိုက်အောင်မယ်ကွာပါမယ်ကောင်းပြီကွာအဆင်ပြေပါစီကွာဟာအဲ့လေကျွန်တော်ကိုကူညီပါဦးဗျဘာဖြစ်လို့လဲပြောလေဟိုလေအန်ဂျလာဒီမှာအဖြေတောင်းလာတဲ့ကိစ္စလေးဗျာအဲ့ဒါအန်ဂျလာကရပြီဒီလောက်ဆိုငါတည်သွားပြီမင်းဘာလို့လာတာလဲဆိုတာငါတည်သွားပြီဟာတကယ်ဟုတ်လို့လားဗျာတိတ်ဟုတ်တာပေါ့ကွာဘလို့မင်းကိုကူညီရမလဲဆိုတော့မင်းစမ်းစီကိုတွားပြီးတော့သူ့အကူအညီတောင်းကြကွာသူကအက်ဒီတွေပါတွေလောက်တတ်တယ်ဆိုတော့မင်းအမြန်ဆုံးတွားပြီးတော့ကူညီလိုက်ပါမင်းအချိန်ကတပတ်ပြည့်တော့မှာမလားဟုတ်အဲ့လေကောင်းပြီဒါဆိုအမြန်သွားလိုက်တော့ဟဲ့အောင်ဆန်ငါ့ကိုကူညီပါဦးကွာမင်းမပြောလဲငါသိပါတယ်ကွာမင်းတဲ့နေအကုန်ပြန်နေပြီကွာအေးပါကွာငါ့ကိုကူညီပါအောင်ဆန်ရမင်းငါ့ကိုတခင်ကြီးလို့ခေါ်ရင်ငါကူညီမယ်ကွာအေးပါတခင်ကြီးငါမင်းတို့ဘာလုပ်ပေးရမလဲပြောအဲ့ဒါဆိုကွာငါ့ကို red bull လောက်ဆက်ပြီကွာဟုတ်ပြီလားအေးကွာငါလုပ်ပေးမယ်ကွာဟုတ်ပြီလားအမိုင်းကို right လောက်တော့ဘူကုန်းကရှီဖောကဒုက္ခရောက်တော့မြောက်ပြည်သွားပြီးခေါ်သူတော်သေးတဲ့ကိုစားပြီးတော့နတ်ပြည်ကိုမန်ဟိုတက်ခုစုနေတဲ့ကပြင်းလိုက်ကွာပါစာပလာသာရန်ကုန် rap 5 week ကိုရရင်အပြေးပေးမှဆိုတာတကယ်နော်ဟုတ်တယ်လေโอเคလေဒါဆိုတစ်ချက်ရှိုးလိုက်တော့ညီမလားအဖြစ်ပြန်ပေးလိုက်ပါတော့အခုကျမပြေကတော့ရှင်းအောင်မချစ်နိုင်ပါဘူးเนาะအော်ဒီလိုလားရတယ်လေရော့